မပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုစွမ်းနိုင်သမျှပေးဆက်ချင်လားစွမ်းနိုင်သမျှပေးဆက်ချင်ကိုယ့်ရဲ့ပိုင်ဆိုင်ရာပစ္စည်းဥစ္စာချိန်နဲ့ပညာစွန့်လို့မျှဝေသူတို့စိတ်နှလုံးသားယုံနေခြင်းကင်းသောယူစင်ရင်မြတ်တာသာနာခြင်းငါကယူနာပါကိုမျက်စိထားရှိသူတို့ကတကယ်မို့မြတ်တဲ့အလုပ်ကိုလုံနိုင်တာပရာကြပါအများကောင်းညို့ရွက်တဲ့ဘူးခဏခနဲ့နဲ့ဆိုခဲ့ရဲ့မဖက်မဆောင်ကိုလမ်းညောင်ကိုရှင်းရှုတာနဲ့စိတ်ကောင်းရဲ့ရှင်မို့မြတ်ခြင်းနဲ့တန်ပရာကြသာသနာပြုသူသနာဆရာတော်အရှင်ပရဟိတဦးဆောင်ငါပင်တရားတကာညီညွတ်လက်တွဲကြိုးစားထမ်းရွယ်သစ္စာဓမ္မစံရင်မြစ်တာရည်ဖြတ်မလဲမြဝေနေဘေးမတတ်နေခြင်းတဲ့အလုပ်ကိုလုံနိုင်တာပရာကြအများကောင်းညို့ရွက်တဲ့ဘူးခဏခနဲ့နဲ့ဆိုခဲ့ရဲ့မဖေးမဆောင်ကိုလမ်းကြောင်းကိုရှင်းရှုတာနဲ့စိတ်ကောင်းနဲ့ရှင်မို့မြတ်ခြင်းနဲ့တန်ပရာကြသာသနာပြုသူသနာဆရာတော်အရှင်ပရဟိတဦးဆောင်ငါပင်တရားတကာညီညွတ်လက်တွဲကြိုးစားထမ်းရွယ်နေသစ္စာဓမ္မစံရင်မြစ်တာရည်ဖြတ်မလဲမြဝေနေဘေးမတတ်အေးချမ်းရပါစေမပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုစွမ်းနိုင်သမျှပေးဆက်ချင်လားကိုကလွယ်လို့ဝိနည်းရပရာလို့ခေါ်တာဟိတဆိုတာကအကျိုးစီးပွားပရာဟိတဆိုဒီမှာကိုကျုံအတ္တမပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကို
သွမ်းနိုင်သမျှပေး